ဘယတိဟုသောမျက်ဆုံးယတနာတရားတိဟုသောမျက်ဆုံးယတနာသံဃာတိဟုသောမျက်ဆုံးယတနာမြတ်သုံးပါးပေါင်းနှင့်တကဝမိဘဆရာသမားတို့အားယုသေးမြတ်နိုးလက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်းလျှော့တဏ္ဍကြောလိုက်ကြရာသောတကိစ္စပနာမကောင်းမှုကုသိုလ်ကံစေတနာဖြာဖြာတို့ကြောင့်မိမိတို့၏ကိုယ်တွင်ကိုယ်ပကျောင်းတွင်ကျောင်းပအိမ်တွင်အိမ်ပလုပ်ငန်းတွင်လုပ်ငန်းပါတည်တည်သောဌာနတို့၌ကြာရောက်ဆဲကြာရောက်လက်တံဖြစ်သောဘေဒုက္ခရန်ဆွဲအန္တရမန်သမျှတို့သည်ပိဉ္ကြဘတ်တွင်ရေမတင်လျောကြပြီတကဲ့သို့ကင်းစင်လွင့်ပြောက်ပြီးလင်မိမိတို့သည်အလိုရှိအပ်တောင်းတအပ်မြတ်နိုးအပ်ပန်းစင်အပ်သောအသက်ရှည်ခြင်းစင်လာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကူအနုဘောကြီးခြင်းမရရှိသေးသောယာတုဂုံသိစည်းစိမ်ဥစ္စာယတနာတို့ကိုရရှိခြင်းရရှိပြီးသောယာတုဂုံသိစည်းစိမ်ဥစ္စာယတနာတို့သည်အကျေအခဲမြတ်တည်ခြင်းဟုဆိုအပ်သောလောကီဥစ္စာယတနာတတ္တသီလသုဒ္ဓစာကပညာဟိတိဩတ္တပတိဟုသောလောကုတ္တရာဥစ္စာယတနာဤယတနာနှဖျားတို့နှင့်အသက်ထဆုံးဘဝတစ်လျှောက်လုံးပြည့်စုံကုန်လုံးကျွယ်ဝကြပြီးလင်အဆုံးဘဝနောက်ကာလ၌ရိယာသခင်ဖျားရှင်ကိုယ်တော်မြတ်တို့ကင်းဝဆံပြောရာဖြစ်သည့်မဟာအသင်္ကတတမြတ်လစွာသောနိဗ္ဗာန်ရွှေပြည်မြတ်သို့ဩဘဝတူတူနှင့်ရလွယ်ရောက်လွယ်သိလွယ်ကျင့်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည့်အားလုံးသောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းများဖြစ်နိုင်ကြပါစေအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေပန္တိဒုတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေပန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေပန္တိယမဟံဝတ္တာမိတံဝတိထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတ
တိတရဏဂဟဏမဟာပရိဘုံနံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမေရယမေဇဗမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဣဒံမေပုညံအတဝခယံဝဟံဟောတုဣဒံမေပုညံဘောဓိညာဏတပစ္စယောဟောတုတိတရဏေနတဟပင်စင်္ဂနေသဂရုဓမ္မသီလံသာဓုကံကတဝါဓမ္မအပမတိနတံပါတိထာဘာသီလခံယူစောင့်တည်ကြအောင်အားလုံးတညီတညွတ်ထဲဩဃာသနဲ့ကြောလိုက်ကြသူတော်စင်ပေါင်းတို့ဩဃာသကြောကျိုးဖြင့်ညီညာဖြဖြရှ िख ိုးကြောကြပါစို့ဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံသဗ္ဗဒေါသခတိတောအဖြစ်တို့ကိုပြောင်းပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုသိအလေးမြတ်လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါ၏ရှင်ဘုရားရောရသောအကျိုးအားကြောင့်အပေလေးပါးကတ်သုံးပါးရပ်ပြည့်ရှိပါးရန်သူမျိုး၅ပါးဝိပဿနာတရား၄ပါးယတနာတရား၅ပါးတို့မှာအခါခတ်သိကင်းလို့ငြိမ်းပြီးဖြစ်၍မေတ္တရားဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤရှင်ဘုရားဆင်းရဲကိုပယ်ဖြောက်တတ်ချမ်းသာကိုဆောင်တတ်သည်ဖြစ်၍ရှိခိုးခြင်းမျက်နှိုးခြင်းပူဇော်ခြင်းအယုအသေးပြုခြင်းငှာထိုက်တော်မူကုန်သောဘုရားတရားသံဃာယရနာမြတ်သုံးပါးတို့၏ခုံကိုယုံကြည်မြတ်နိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောပူဇဝန္ဒပနာမတက္ကိစာဂါရဝမင်္ဂလာကောင်းမှုကုသိုလ်ကံစေရနာအပေါင်းတို့ကြောင့်ဘေခသိယံခသိယံအန္တရခသိယံပူပန်ခသိယံဆိုရင်ခသိယံဆင်းရဲခသိယံတို့မှကင်းငြိမ်လွင်ပြောက်မထိမရောက်ကြသည်ကိုဖြစ်၍မဖြစ်သေးသောအကုသိုလ်တရားများကိုမဖြစ်လာအောင်ကြိုတင်တားဆီးနိုင်သောသမ္မာပဒံလုံးလာဖြစ်ပြီးသောအကုသိုလ်တရားများကိုလည်းကြိုးပေးခွင့်မရအောင်ကျွမ်းမဲ့ပယ်သနိုင်သောသမ္မာပဒံလုံးလာမဖြစ်ဘူးကုန်သေးသောကုသိုလ်တရားတို့ကိုဖြစ်ပေါ်လာအောင်ကြိုးစားအားထုတ်နိုင်သောသမ္မာပဒံလုံးလာဖြစ်ပြီးသောကုသိုလ်တရားများကိုလည်းတိုးပွားစီပေအောင်ကြိုးစားအားထုတ်နိုင်သောသမ္မာပဒံလုံးလာဤစွာခဲ့ပြီးသောသမ္မာပဒံတရား၄ပါးတို့နှင့်အသီးအသီးကိုစီကိုငှပြည်စုံကြကုန်သည်ဖြစ်၍ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်းသမုဒယသစ္စာကိုပယ်ခွာနိုင်ခြင်းនិရောဓသစ္စာကိုမျက်မှောက်ပြုခြင်းမေဃသစ္စာကိုပွားများအားထုတ်နိုင်ခြင်းဟုဆိုသောမေကိစ္စ၄ချက်တစ်ပြိုင်နက်ဖြစ်ကြကုန်လျက်လွယ်ကူသောအကျင့်လင်းမြန်သောအသိဉာဏ်တို့ဖြင့်
မိမိတို့လိုလားအတောင်းတအပ်သောလောကီစုဘောဓိစုမင်္ဂလာပေါင်းနှင့်တကွမေတ္တရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြန်စောစွာကိုစီကိုငါမျက်မှောက်ပြုနိုင်လွယ်ကြသည်ဖြစ်ကြပါစေကုန်သတည်းပြည့်တဲ့ဆုနဲ့ပြည့်စုံရပါလိမ့်ရှင်ဗျာကိုဘသီလတောင်းဖို့အဟံပန်းတွေကိုအားလုံးတညီတညွတ်ထဲသုံးခေါက်ဆိုလိုက်ကြဟံပန္တိတိတရိနာတဟနဝေကသမန္တကတံဥဘောဓတတိလံဓမ္မယာစာမိနုခံကတဝါတိလံဧကမေဗန္တိဒုတိယမိဟံပန္တိတိတရိနာတဟနဝေကသမန္တကတံဥဘောဓတတိလံဓမ္မယာစာမိနုခံကတဝါတိလံဧကမေဗန္တိတတိယမိဟံပန္တိတိတရိနာတဟနဝေကသမန္တကတံဥဘောဓတတိလံဓမ္မယာစာမိနုခံကတဝါတိလံဧကမေဗန္တိယမဟံဝဒာမိတံဝတိထာအာမဗန္တိပါရှင်ဗျာနမောတသဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသ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 ာဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏဂမနံသံဘုံနံအာမဗန္တိပါရှင်ဗျာပါဏာတိဘာဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိပါဏာတိဘာဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဗျမစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဗျမစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမေရယမေဇပမဒ္ဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူရာမေရယမေဇပမဒ္ဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနိစ္စဂီတဝါဒိတဝိသုကဒါသနမာလာကန္ဒဝိလေပနဓာရဏမန္ဒနဝိဘူသနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိဘူသနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဥစ္စာသယနာမဟာသယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဥစ္စာသယနာမဟာသယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိမေတ္တာသဟဂတိနာမေတ္တာသဟဂတိနာစေတသာ
သဗ္ဗပါဏဗုတေတု သဗ္ဗပါဏဗုတေတု ပရိတဝါ ပရိတဝါ ဝိဟရဏံ ဝိဟရဏံ သမာဓိယာမိ သမာဓိယာမိ မေတ္တာသဟဂတိန မေတ္တာသဟဂတိန တတ္တဝါအပေါင်းဤ သတ္တဝါပေါင်းဤ ကောင်းကျိုးချမ်းသာကို ကောင်းကျိုးချမ်းသာကို လိုလားသော လူလာသော မေတ္တာနှင့်တကွဖြစ်သော မေတ္တာနှင့်တကွဖြစ်သော စေတသာ စေတသာ စိတ်ဖြင့် စိတ်ဖြင့် သဗ္ဗပါဏဗုတေတု သဗ္ဗပါဏဗုတေတု ဘုံ31 ဘုံ31 ဖြစ်ဖြစ်များစွာ ဖြစ်ဖြစ်များစွာ တတ္တဝါတို့အပေါ်၌ သတ္တဝါတို့ပေါ်၌ ပရိတဝါ ပရိတဝါ ဖြန့် ဖြန့် ဝိဟရဏံ ဝိဟရဏံ နေထိုင်ခြင်းကို နေထိုင်ခြင်းကို သမာဓိယာမိ သမာဓိယာမိ စောက်တည်ပါ၏ သောက်တည်ပါ၏ ဣဒံမေပုံညံ ဣဒံမိပုံညံ ဘောဓိညာဏတ္တ ဘောဓိညာဏတ္တ ပစ္စယော ပစ္စယော ဟောတု ဟောတု ဗန္တေအရှင်ဖျား ဗန္တိရှင်ဗျာ မေဖျားတပည့်တော်ဤ မေဗျာတိတော်ဤ ဣဒံပုံညံ ဣဒံပုံညံ ဤကောင်းမှုသည် ဤကောင်းမှုသည် ဘောဓိညာဏတ္တ ဘောဓိညာဏတ္တ သစ္စာလေးတံ သစ္စာလေးတံ တရားမှန်ကို တရားမှန်ကို ပိုင်းခြားထင်တယ် ပိုင်းခြားခြင်းဖြင့် သိမြင်နိုင်သော သိမြင်နိုင်သော ဘောဓိဉာဏ်ဤ ဘောဓိညာဤ ပစ္စယော ပစ္စယော အထောက်အပံ့သည် သောပတ္တိ ဟောတု ဟောတု ဖြစ်ပါစေတည်း ဖြစ်ပါစေတည်း ဒါရဝနှလုံးပြောပြောင်းသူတော်ကောင်းပေါင်းတို့ဒုံမေသင်တို့တွေသည်တိတရဏေနာဘုရားတရားသံဃာဟုဆိုသောသုံးပါးသောကိုးကွယ်ရာအဆုံးတရဏဂုံနှင့်သဟအတူတကွနဝေင္ကသမဏဂတံအင်္ဂါ၉ပါးနှင့်ပြည့်စုံသောဥပောတထသီလံဥပုပ်သီလတော်မြတ်ကိုပါတုကံကတ္တဝါမြေမြန်အောင်ပြုကြကုန်၍အပမဒေနမမိတ်မလျော့မပေါ့မတန်ထက်သန်သောတတိတရားဖြင့်သဗ္ဗကိစ္စံဤလုံးစုံကုန်သောပြုပွဲကိစ္စမှန်သမျှကိုတံပါတိထကိုစီကိုငါပြီးပြည့်စုံကြစေကုန်လော ဒီကနေ့အလုံးပဲမေတ္တာတရားကိုအခြေခံပြီးတော့ကိုးပါးသီလစောင့်တည်ထားကြသည်အားလျော်စွာမေတ္တာဘာဝနာပွားများကြရအောင်မေတ္တာသုတ်တော်မှာလာရှိတဲ့မေတ္တာဘာဝနာနှစ်ပုဒ်ကိုအကျဉ်းချုပ်ပြီးတော့စာရန်ကလေးများဘုန်းကြီးဆိုပေးမယ်ဘုန်းကြီးဆိုပေးတဲ့နောက်ကတစ်ခေါက်စီတညီတဲ့အားလုံးလိုက်ဆိုပြီးတဲ့အခါမှာအားလုံးသုံးခေါက်စီတညီတညွတ်တီမေတ္တာပွားများကြရအောင်ဘုံ31ဘုံ31ဖြစ်ဖြစ်များစွာ ဖြစ်ဖြစ်များစွာ ဘဒ္ဒဝါ တတ္တဝါ ချမ်းသာကိုယ်စိတ်ပြည့်ပါစေ ချမ်းသာကိုယ်စိတ်ပြည့်ပါစေ ဘုရားဝေး၍အေးပါစေ ဘုရားဝေး၍အေးပါစေ အားလုံးတညီတဲ့သုံးခေါက်ပို့လိုက်ကြပါ ဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေ မေတ္တာနိသာကရောလောကေသမ္မာဘာတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုဖုတိတာပဇာလောကေတတ္တဝါအလီလီခုမိပိုးလက်လောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်ငွေလမင်းကြီးသည်
သမ္မာတတ္တဝရတွေဤမြစေဖို့အသေးရှုံးကားကောင်းမွန်စွာဒုက္ခံကရောသူလဲဝန္တာငါလဲရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတူရန်လဲကင်ဝေဘေးလဲမခအေးရဖို့ရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်အဝါတို့သည်ဖုတိတာဘုံဘုံလွှမ်းထုံမှန်းမလထိတွေ့အကောင်သောမဇာကပခေပွေအပြေးပြေး၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခံတုကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်းသာဓုသာဓုသာဟေယအမြတ်ဆုံးယတနာတရားအမြတ်ဆုံးယတနာသံဃာအမြတ်ဆုံးယတနာဟုဆိုအပ်ကုန်သောယတနာမြတ်သုံးပါးတို့အာယုတိမြတ်နုလက်ဆုံးမူ၍ရှေခိုးပူဇော်ဖူးမြော်မှန်လျှောကရော့ချရသောသကိစ္စကာရဝပနာမကုသိုလ်ကံစေရနာတို့ကြောင့်တရားစခန်းဝင်ယောဂီအပေါင်းတော်ကောင်းတို့နှင့်တကွာအိမ်သူအိမ်သားအပေါင်းမြို့သူမြို့သားအပေါင်းနိုင်ငံသူနိုင်ငံသားအပေါင်းကဘာသူကဘာသားအပေါင်းတို့သည်ဘိစုကဆိုအန္တရာယ်အမျိုးမျိုးတို့မှလျင်မြန်စွာလွတ်ကင်းနိုင်ကြကုန်လျက်ကိုယ်စိတ်နှဖျားချမ်းသာချမ်းသာစွာဖြင့်အသက်ရှိကအနာမဲ့ရည်ရန်ဘိကင်းကြောင်းကောင်းမှုမင်္ဂလာအဖျားပြားတို့နှင့်ပြည့်စုံကြရကုန်သည်သာလျင်ဖြစ်၍မိမိတို့အလိုရှိအတောင်းတအပ်သောမဲ့ဉဏ်ဖုန်ဉဏ်တို့ဖြင့်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေအဟံဗန္တိဒီတရဏီနသဟာနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါဘီလန္တိထာမေဗန္တိဒုတိယံပိအဟံဗန္တိဒီတရဏီနသဟာနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါဘီလန္တိထာမေဗန္တိဒတိယံပိအဟံဗန္တိဒီတရဏီနသဟာနဝင်္ဂသမနာဂတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလန္တိထာ
မေဗန္တိရှာမဟံဝဒာမိတံဝရိထာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိဒီတရဏဂမနံပရိပုံနံပါဏာတိပါဒဝေရာမဏိသိက္ခာပဒံသမာဓိယာမိအာဒိဏဒါနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိအဗျမစရိယာဝေရာမဏိသိက္ခာပဒံသမာဓိယာမိမုဒ္ဒဝါဒဝေရာမဏိသိက္ခာပဒံသမာဓိယာမိဒုရာမေရယမေသာပမာရဌာနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိနေသာခိတာဝါဒိတာဝိတုကသဒနာမာလာခန္ဓာဝိလိပနာဓာရဏမန္ဒနာဝိဘုဒ္ဓနာဌာနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိဥစ္စာတယနာမဟာတယနာဝေရာမဏိသိက္ခာပဒံသမာဓိယာမိမေတ္တာသဟဂတိနာစေတသာသာဘဘာနာဗုဒေတုဖရိတဝါဝိဟရာမိ
အိမ်သူအိမ်သာမိသားစုအပေါင်းမြို့သူမြို့သားမိသားစုအပေါင်းနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတို့သည်ယောဂမရှိကျမ်းမာကြပါစေဘိယံမရှိချမ်းသာကြပါစေစီဝါဥစ္စာအဖြာပြာတိုးတက်ကြပါစေတရားတို့တရားမြတ်တို့ကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဣမံပုံညာဘာကံသဗ္ဗတဒါနံဓိမာဒီတရဏီနတဟနဝင်္ဂသမနာဂတံဥပောတထသီလံသာဓုကံကတဝါဓမ္မအပ္ပမတိနာတံပါတိထာမယံပါတိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟပင်စတိလံဓမ္မယာသာမိအနုခံကတဝါတိလံဒေထမေပန္တိဒုတိယံပိတတိယံပိမယံပန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟပိစတိလံဓမ္မယာသာမိအနုခံကတဝါတိလံဒေထမေပန္တိအရှင်ဖယားတပည့်တော်များသည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငှာသရဏဂုံသုံးပါးနှင့်အတူတကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောကရုဓမ္မမြတ်သီလကိုသောက်တည်လိုသဖြင့်တောင်းပန်ပါ၏တဏှာရှိမြောက်စောင့်ရှောက်ခြင်းကိုအကြောင်းပြု၍အရိယကန္တ၅ပါးသီလကိုရှိမြင့်ပေးပါအရှင်ဖယားယမဟောရာမိတံပရိထနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယပိသ
သံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမေနပရိပုံနာမြတ်စွာဘုရား၏အရဟံကိုသမ္မာသမ္ဗုဒ္ဓကိုဘဂဝါကိုအာယုံပြုကာသိညွရှင်မနောပနာမနမောတတ္တစသည်ကိုနှုတ်ဖြင့်ခြင်းကြီးဆိုခြင်းဝစီပနာမလောက်ရှိခြင်းဥညွခြင်းရှိကိုရင်ကာယပနာမဖြင့်ဂါရဝပြုကြသည့်အပြင်ဘုရားဘုရားရှင်နှုတ်တော်ဓမ္မစတုတွင်အမတန်ထင်ရှားသည့်တရဏတရားသုတ်တံကိုဘုဒ္ဓံတရဏံကိသာမိယသတတိယံပိသံဃာနံကိသာမိတောင်ကျင်ကြီးဆိုပြီးတက္ကလမြတ်နုစရရဲ့နာစီဖြစ်တော်မူသောဖရာတရားသံဃာများကိုလေးစားကြည်ညိုမိခိုစီကကိုယ်ွယ်မှုပြုပါမည်ဖျောက်သောစိတ်ဓာတ်ဖြင့်တရဏဂုံသီလဆောက်တည်ကြတာပြည်စုံသင့်သောပြည်စုံနေပြီဖြစ်တဲ့အချိန်ခါမှာဖရာလေးစားတရားအားထားသံဃာကြီးညိုမိကိုကြတဲ့သောဇင်တွေကျင့်သောဆောက်တည်ထိမ့်သိမ်းလေးရှိသောအရိယကန္တ၅ပါးသီလထိမ့်သိမ်းဆောက်ရှောက်ခြင်းဖြင့်ဘုရားမြတ်စွာသာသနာတော်ကြီးကိုရှင်းမြောက်ကြရမယ်ဘုရားမြတ်စွာသာသနာကျင့်စဉ်ကိုကျင့်သုံးခြင်းဖြင့်အပေလေးပါးလာရောက်ခြင်းအဝိပါဆင်းရဲတွေမှလွတ်ကင်းယုံမြမကလူနာနိဗ္ဗာန်သုံးတန်းချမ်းသာမှန်စွာရကြောင်းကောင်းမြတ်သောသီလပါရမီဖြစ်ခြင်းမူသောစိတ်ထားကသိက္ခာသီလဆောက်တည်ကြရမယ်ပါဏာတိပါဒဝေရာမိသိက္ခာဝရသမ္မာတိယာမိသူအသက်ကိုသေစေလုံးကံကိုရှောင်ကြည်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အဒိဏဒါနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိသူဥစ္စာကိုခိုးယူလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏ကာမိတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိအဝိဇ္ဇာတဏအစလာတိကိလေသာကာမတိအလိုရှိအပ်သောဝတ္ထုအာယုကာမဂုဏ်ကိုလွန်ကျူးလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏မုသာဝါဒဝေရမဏိသိက္ခာပဒံသမ္မာတိယာမိမဟုတ်မမှန်သောစကားကိုပြောကြလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏တုရာမေရယမိဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိမူရည်သီစာကိုသုံးဆောင်လိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အရှင်ဘုရား
ယခုလိုအရိယကန္တသိက္ခာတိလဆောက်ကြည်ပြီးစမှာဘာဝနာတရားစိတ်၍ပွားရအောင်ဒီယံခတ်တေငြိမ်းတော်မူသောမြတ်စွာဘုရားဒီယံခတ်တေငြိမ်းတော်မူသောမြတ်စွာဘုရားဒီယံခတ်တေငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဒီယံခတ်တေငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဒီယံခတ်တေငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဒီယံခတ်တေငြိမ်းကြပါစေတတ္တဝါအလုံးတို့ဒီယံခတ်တေငြိမ်းကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါဘုရားဘိမဝေးကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ပြည့်ပါစေဤယခုရောရံကုန်အာယုပြုကဗုဒ္ဓနုတတိကမထံစီပြန်ယုံမြမကဒိဋ္ဌဝါယိဝါဒိဋ္ဌယဝါစိုက်သောဘုရားဟောဖို့မေတ္တာသုတ်တော်နှင့်လျော်ညီစွာယခုချိန်ကပြည့်မင်းနိယသူများသာတာလို့တရားကင်းကွာချမ်းသာကြောင့်ကောင်းမြတ်သောစိတ်တပိမေတ္တာကမထံအကျဉ်းချင်းခါခါစီပြန်ရသောကြောင့်သမထဘဝနာအတွက်ပြည်စုံသင့်တော့ပြည်စုံနေပြီဖြစ်တဲ့အချိန်ခါမှာကာလီနာသဝိပဿနာနုယုစီယာတင့်တင့်လျှောက်ပါရထိုအခါဝိပဿနာတရားလေးပွားများကြလို့မိန့်ကြတော်မူသောအာတောကင်းစင်ရလာတကိရှင်မြတ်တို့မိန့်မှာကျဓမ္မဆက်တွေကိုကာရဝတရားမြတ်စွာထားကြပြီးတက္ကလကာစိတ်ဥတုအာဟာရအာယုဒွါရမနတိကာရစာယူသောအကြောင်းအားလျော်စွာအတိတ်ဖြစ်ပေါ်နေတဲ့ယုံနာနဲ့ပြခန္ဓာစီမဉာဏ်ရှင်ပြီးလက္ခဏာတင်ကဘာဝနာတရားစိတ်ပြီးပွားရအောင်အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည်မြယုတ်တရားနန္တရားယုတ်နာနှစ်ပါးခန္ဓာ5ပါးအာယတနာ12ပါးဓာတေယ18ပါးပဋိစ္စသမုပ္ပါသဘောတရားတို့သည်ဖြစ်ချင်းပြည့်ချင်းမကင်းသဖြင့်အနိစ္စလက္ခဏာဒုက္ခသစ္စာအနတ္တဧကံမှန်ပါ၏ဣဒံနောပုညံအာတဝေခယဝါဟောတုဣဒံနောသီလံဘောဓိညာဏတ္တပစ္စေယောဟောတုဣမာဘာဝနာနိဗ္ဗာနတ္တပစ္စေယောဟောတုဘဝန္တောတရဏဂုံသီလရာခိမိဥဒ္ဒောစဉ်တို့ဒုံမီဘုရားလေးစားတရားသာသံဃာကြီးညူမိကိုကြကုန်သောသင်္ဃာဓမ္မပေါင်းတော်ကောင်းတို့သည်ဒီတရဏိနာတရဏဂုံသုံးပါးနှင့်သာတူတဲ့ကွာပိစင်ကသဗ္ဗနဂတအင်္ဂါ၅ဓာတ်နှင့်ပြည့်စုံသောဤလံကရုဓမ္မနိစာသီလကိုဝါလေးလေးစားစားအနီးအားဖြင့်အမြဲမပြတ်ကျင့်သောစောင့်တည်ထိန်းသိမ်းအပ်တဲ့မြတ်သီလကိုသာဓုကံကတ္တဝကောင်းမွန်စွာစောင့်တည်မှုပြုထားပြီး၍
အပမတိနာမမိမလျော့မပေါ်မစတတိတရားတွေနှင့်သံပါတိထသံပါတိယတာကုစီကိုငါပြီးဆုံးကြမယံဗန္တိသန္တာရာဝတ္တဒုက္ခတောမောစနထာယတိတရဏေနသဟပင်စတိလံဓမ္မယသာမိအနုက္ခံကတဝါသီလံဒေထမေပန္တိဒုတိယံပိတတိယံပိမယံဗန္တိသန္တာရာဝတ္တဒုက္ခတောမောစနထာယဣတရဏေနသဟပိစတိလံဓမ္မယာသာမိအနုက္ခံကတဝါသီလံဒေထမေဗန္တိအရှင်ဘုရားတတိတော်များသည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငါသရဏဂုံသုံးပါးနှင့်အတူတကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောကရုဓမ္မမြတ်သီလကိုသောက်တည်လိုသဖြင့်တောင်းပန်ပါ၏တဏှာရှိမြောက်စောင့်ရှောက်ခြင်းကိုအကြောင်းပြု၍အရိယကန္တ၅ပါးသီလကိုရှိမြင့်ပေးပါအရှင်ဘုရားယမဟောရမိတံပရိထနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိဒုတိယပိဗုဒ္ဓံတရဏံကိသာမိဒုတိယပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိတတိယပိဗုဒ္ဓံတရဏံကိသာမိတတိယပိဓမ္မံတရဏံကိသာမိတတိယပိသံဃံတရဏံကိသာမိတတိယပိဗုဒ္ဓံတရဏံကိသာမိတတိယပိဓမ္မံတရဏံကိသာမိတတိယပိသံဃံတရဏံကိသာမိတရဏဂမေနပရိပုံနာမြတ်စွာဘုရား၏အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဘဂဝါဂုံအာယုံပြုကာသိညွတ်ခြင်းမနောပနာမနမောတတ္တစသည်ကိုနှုတ်ဖြင့်ခြင်းကြီးဆိုခြင်းဝစီပနာမလောက်ရှိခြင်းဥညွတ်ခြင်းရှိကိုရင်ကာယပနာမဖြင့်ဂါရဝပြုကြသည့်အပြင်ဘုရားဘုရားရှင်နှုတ်တော်ဓမ္မစတုတွင်အမတန်ထင်ရှားသည့်တရဏတရားသုတ်တံကိုဘုဒ္ဓံတရဏံကိသာမိယသတတိယပိသံဃာရဏံကိသာမိတောင်ကျင်ကြီးဆိုပြီးတက္ကလ
မြတ်နုတရားရဲ့နာစီဖြစ်တော်မူသောဖရာတရားသံဃာများကိုလေးစားကြည်ညိုမိခိုစီကကိုယ်ွယ်မှုပြုပါမည်ဖျောက်သောစိတ်ဓာတ်ဖြင့်တရဏဂုံသီလဆောက်တည်ကြတာပြည်စုံသင့်သောပြည်စုံနေပြီဖြစ်တဲ့အချိန်ခါမှာဖရာလေးစားတရားအားထားသံဃာကြည်ညိုမိကိုကြတဲ့သောဇင်တွေကျင့်သောဆောက်တည်ထိမ့်သိမ်းလေးရှိသောအရိယကန္တ၅ပါးသီလထိမ့်သိမ်းဆောက်ရှောက်ခြင်းဖြင့်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုရှိမြောက်ကြရမယ်ဗုဒ္ဓမြတ်စွာသာသနာကျင့်စဉ်ကိုကျင့်သုံးခြင်းဖြင့်အပေလေးပါးလာရောက်ခြင်းအဝိပါဆင်းရဲတွေမှလွတ်ကင်းယုံမြမကလူနာနိဗ္ဗာန်သုံးတန်းချမ်းသာမှန်စွာရကြောင်းကောင်းမြတ်သောသီလပါရမီဖြစ်ခြင်းမူသောစိတ်ထားကသိက္ခာသီလဆောက်တည်ကြရမယ်ပါဏာတိပါဒဝေရာမိသိက္ခာဝရသမာတိယာမိသူအသက်ကိုသေစေလုံးကံကိုရှောင်ကြည်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အဒိဏဒါနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိသူဥစ္စာကိုခိုးယူလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏ကာမိတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိအဝိဇ္ဇာတနာအစလာတိကိလေသာကာမတိအလိုရှိအပ်သောဝတ္ထုအာယုံကာမဂုဏ်ကိုလွန်ကျူးလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏မုသာဝါဒဝေရမဏိသိက္ခာပဒံသမ္မာတိယာမိမဟုတ်မမှန်သောစကားကိုပြောကြလိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏သူရာမေရယမိစ္ဆာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမ္မာတိယာမိမူရည်တိစာကိုသောဆောင်လိုကံကိုရှောင်ကျင်မည်သိက္ခာတော်ကိုသောက်တည်ပါ၏အရှင်ဘုရားယခုလိုအရိယကန္တသိက္ခာသီလသောက်တည်ပြီးစမှာဘာဝနာတရားစိတ်၍ပွားရအောင်ဒီယံခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားဒီယံခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားဒီယံခတ်သိငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဒီယံခတ်သိငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဒီယံခတ်သိငြိမ်းကြပါစေကုသိုလ်ရှင်အလုံးတို့ဒီယံခတ်သိငြိမ်းကြပါစေတတ္တဝါအလုံးတို့ဒီယံခတ်သိငြိမ်းကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါဘုရားပိမဝေကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ရှိပါစေဤယခုလိုရံကုန်အာယုပြုကဗုဒ္ဓနုတတိကမေထံစီယံယုံမြမကဒိဋ္ဌဝါယိဝါဒိဋ္ဌယဝါစိုက်သောဘုရားဟောဖို့မေတ္တာသုတ်တော်နှင့်လျော်ကြည်စွာယခုချိန်ကပြည့်မင်းနေရသူများသာတာလို့ဒီယံကင်ကွာချမ်းသာကြောင့်ကောင်းမြတ်သောစိတ်တပိမေတ္တာကမေထံအကျဉ်းကြီးခါခါစီယံရသောကြောင့်သမထဘဝနာအတွက်ပြည်စုံသင့်တော့ပြည်စုံနေပြီဖြစ်တဲ့အချိန်ခါမှာကာလီနာသဝိပဿနာနုယုစီယတင့်တင့်လျှောက်ပါရာထူအခါဝိပဿနာတရားလေးပွားများကြလို့မိန့်ကြတော်မူသောအာတောကင်းစင်ရလာတကိရှင်မြတ်တို့မိန့်မှာရဲ့ဓမ္မဆက်တွေကိုကာရဝတရားများစွာထားကြပြီးတက္ကလကာစိတ်ဥတုအာဟာရအာယုံဒွါရမနတိကာရအစရှိသောအကြောင်းအားလျော်စွာအတိတ်ဖြစ်ပေါ်နေတဲ့ယုံနာနဲ့ပြခန္ဓာစီမဉာဏ်ရှင်ပြီးလက္ခဏာတင်ကဘာဝနာတရားစိတ်ပြီးပွားရအောင်အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည်မြယုတ်တရားနန္တရားယုတ်နာနှစ်ပါးခန္ဓာ၅ပါးအာယတနာ12ပါးဓာတ်တရား18ပါးပဋိစ္စသမုပ္ပါသဘောတရားတို့သည်ကြည်ချင်းပြည့်ချင်းမကင်းသဖြင့်အနိစ္စလက္ခဏာဒုက္ခသစ္စာအနတ္တဧကံမံပါဝိတိဣဒံနောပုညံအတဝေခယဝါဟောတုဣဒံနောသီလံဘောဓိညာဏတ္တပစ္စေယောဟောတုဣမာဘာဝနာနိဗ္ဗာနတ္တပစ္စေယောဟောတုဘဝန္တောတရဏေကုံတိလာယခိမိဥဒ္ဒောဇင်တို့ဒုံမီဘုရားလေးစားတရားသာသံဃာကြီးညူမိကူကြကုန်သောသင်္ဃာဓမ္မပေါင်းတော်ကောင်းတို့သည်ဒီတရဏိနတရဏေကုံသုံးပါးနှင့်သာအတူတကွာပိစင်္ဂသဗ္ဗနဂတအင်္ဂါ၅ဓာတ်နှင့်ပြည့်စုံသောဤလံကရုဓမ္မနိစ္စသီလကိုဝါလေးလေးစားစားအနိအားဖြင့်အမြဲမပြတ်ကျင့်သောစောင့်တည်ထိန်းသိမ်းအပ်တဲ့မြတ်သီလကိုသာဓုကံကတဝကောင်းမွန်စွာစောင့်တည်မှုပြုထားပြီး၍အပမတိနာမမေ့မလျော့မပေါ့မဆတတိတရားတွေနှင့်သံပါတိထသံပါတိယတာကုစီကိုငှပြီးပြည့်စုံကြ